ဒီနေ့ကတော့ဘတ်ဂျက်ချွေတာတဲ့အနေနဲ့ပဲသီးကြော်ငပိရတိုးစီရချက်ပါမယ်ပဲသီးကျိုးရဲ့ပဲပဲပေါက်က30ပါပဲပဲသီးလေးတွေကိုလှီးပါမယ်သွန်နီစီတက်မယ်ပဲသီးထဲမယ်ရင်ချိုမုတ်စားပါလာထဲမယ်မွေမယ်ကျုပ်ဖောက်ထဲမယ်ပဲသီးကအဲ့ဒါတစ်စီးမှ20ပါပဲဈေးတက်မှာကျရင်ပကံလေးတွေထည့်ပါမယ်ပြီးရကတော့မနေ့ကကြိုထားတာပါခလေးတွေထည့်လိုက်ပါမယ်ပဲလေးမွေသီးပြုတ်ပါမယ်ခင်းကျွတ်သီးလေးတွေဆေးမယ်အရာပြီးတခွားသီးဆေးမယ်တရက်သီးချဟင်ကားသီးအားလုံးလဲစော်ပြီးဆိုတော့စားပါမယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါပြီးရငရုတ်မောစားပါဦးVery muy bien. Suena. Video လေးကိုအဆုံးထိကြည့်ပေးကြတာကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။